ဒီကောင်လေးကတော့ Spanky Bot ကာတွန်းတွေမှာရှိတဲ့အစားအစာတွေကိုလက်တွေမှာလုပ်ဖို့အတွက်စင်ခေါ်မှုတစ်ခုလုပ်လိုက်ပါတယ်။ဘယ်ဟာကစားလို့အကောင်းဆုံးဖြစ်မလဲမသိပါဘူး။အရင်ဆုံးကနန်းသားဘာဂါကနေစားပြီးတော့လုပ်ပါတယ်။ကြေးစဲတွေကိုအရင်ဆုံးကနန်းချောင်းတွေထည့်ပြီးတော့ဂျုံမုံကြက်ဥစိမ်းနှလုံးကြက်သွန်တွေတရုတ်နန်းနန်းမင်းတွေထည့်ပါတယ်။နောက်ဆုံးမှာတော့စော်လေးတစ်မျိုးနဲ့ငရုတ်ကောင်းကိုထည့်ပြီးတော့စပြီးတော့ကြေးလိုက်ပါတယ်။အဲနောက်မှာတော့ကြေးပြီးသားအမုံတွေကိုအချက်လေးဖြစ်အောင်လုပ်လိုက်ပြီးတဲ့နောက်မှာတော့အိုးလေးကိုထည့်ပြီးတော့ကြော်လိုက်တဲ့အခါမှာနောက်ထပ်သုံးဖို့အတွက်ကြက်သွန်တွေလည်းကြိုပြီးတော့လှီထားလိုက်ပါတော့တယ်။အသားပြကျက်သွားတဲ့အချိန်မှာတော့ထုတ်ပြီးတော့ပေါင်မုံမုံကိုတင်ပါတယ်။ခင်းညင်းနီစောတစ်ထက်မုံညင်းစောတစ်ထက်တခွာသည်ကြက်သွန်ဒီအရွက် cheese ခင်းညင်းဒီနဲ့အပေါ်ဆုံးထက်မှာတော့ပေါင်မုံတွေကိုအစင်လိုက်ထည့်လိုက်ပါတော့တယ်။အဲလိုနဲ့ပဲကနန်းဘာဂါမူးမွေးလေးတစ်ခုရလာခဲ့ပြီးဖြစ်ပြီးတော့မှနောက်ထပ်လာမယ့်အစားအစာကတော့ရေခူဘာဂါပဲဖြစ်ပါတယ်။ကနန်းဘာဂါရဲ့အပေါ်မှာရေခူလေးနည်းနည်းလေးထည့်လိုက်ရင်ရပြီဖြစ်ပြီးတော့သူတို့ရဲ့အရာသာကိုတော့ဗီဒီယိုရဲ့နောက်ဆုံးမှာမြည်ပြောက်သွားမှာဖြစ်ပါတယ်ခင်ဗျ။ကနန်းဘာဂါအပြင်တခြားအယောင်ချက်ရောင်လေးရှိနေပါသေးတယ်။ကောင်းလေးကအယောင်ချက်အရည်တွေနဲ့ပြင်ဆင်ထားမိသားဖြစ်ပြီးတော့နောက်တစ်ခုကတော့ဖီဇာပါ။သူရဲ့ပေါဝင်ပစ္စည်းတွေကကနန်းဘာဂါနဲ့အတူဖြစ်ပြီးတော့မှကြက်ဥချောင်းနဲ့မှုလေးပဲပို့ပြီးတော့ပါလာတာပါဂျုံလုံးတစ်ခုကိုပြောင်းအောင်ဖိပြီးတဲ့နောက်မှာပကံပြားပေါ်မှာထားပါတယ်ကနန်းဘာဂါနဲ့ဆင်တူတဲ့အသားမုံလေးတွေအရင်ဖြစ်ပါတယ်ခင်းကြီးနီးစော်လေးတွေနည်းနည်းထည့်ပြီးတော့ပြန်သွားအောင်လိမ့်လိုက်ပါတယ်ချစ်စလေးတွေကိုဖြူပြီးတော့ပတ်ပတ်လင်မှာတန်လွင်စီလေးလောင်းလိုက်ပါတယ်နန်းပြူလေးနည်းနည်းဖြူပြီးတဲ့အခါမှာတော့ကြက်ဥချောင်းနဲ့မှုကိုထည့်ပါတယ်အကင်ဆက်လေးကိုထည့်ပြီးတော့ကင်းလိုက်ပြီး10မိနစ်လောက်ကြာပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့အကင်ဆက်ကနေထုတ်ပြီးပြင်ဆင်ထားတဲ့တစ်တာတွေကိုထည့်ပါတယ်နောက်တစ်ခုကတော့အခွန်မာဟော့တော့လုံးမှာဖြစ်ပြီးတော့မှအသားမုံနဲ့ငပြောသီးပုံစံဖြစ်အောင်လုပ်လိုက်ပြီးအဲနောက်မှာအကင်ဆက်ထဲမှာသွားပြီးတော့กินပါတယ်။ကင်မီသားယူကြီးကတမျိုးကြီးဖြစ်နေတယ်လို့ပါပဲ။နောက်ဆုံးမှတော့ပေါင်မုံလေးကိုထည့်လိုက်တာနဲ့အခွန်မှာဟော့တော့ကပြီးသွားခဲ့ပြီဖြစ်ပါတယ်။အဲနောက်မှာတော့ယင်းကြီးမေးရှိတ်ပြုလုပ်မှာပါ။ယင်းကြီးအများကြီးယူလာပြီးတဲ့နောက်မှာတော့အပေါ်မှာရှိတဲ့အရွက်တွေကိုလှင်းပြလိုက်ပါတယ်။သူ့ရဲ့အမြင့်တွေကိုပဲပပလေးဖြစ်အောင်လှီးလိုက်ပြီးတော့ဂျုံမုံလေးနဲ့ကပ်ပြီးတော့ကျုပ်အကာနဲ့ဆမ်းပါတယ်။အဲနောက်မှာတော့ပေါင်မုံအစားနာနဲ့ထက်လုံးပြီးတော့စီပူလေးကိုထည့်ကြော်လို့ရပါပြီ။ကြွကြွလေးဖြစ်သွားတဲ့အချိန်မှာတော့ပကံလေးကိုထည့်ထားလို့ရပြီဖြစ်ပါတယ်။ရင်းကြီးပေါ်မှာရှိတဲ့အညစ်အကြေးတွေကိုရင်းနဲ့ဆေးလိုက်ပြီးကျိတ်ဆက်တဲ့ကိုရင်းကြီးအရင်ထည့်ပြီးတော့ပင်လယ်ရေအစိမ်းရောင်ရေတွေကိုထည့်ပြီးတော့ရင်းကြီးရေဖြစ်သွားအောင်ကျိတ်လိုက်ပါတယ်။အဲဒီခွက်လေးတွေကိုထည့်လိုက်တဲ့အခါမှာတော့ Spanky Bot နဲ့ဆင်တူတဲ့ရင်းကြီးမီတီလေးရလာခဲ့ပြီဖြစ်ပါတယ်။ဟုတ်ကဲ့နောက်လာမယ့်ဟာကတော့မီးသက်ပုံတံမြာရေပါ။လက်ဆက်တဲ့တံမြာရေရဲ့ရင်းနေရဲ့တကြားနည်းနည်းလေးရောပြီးတော့မှနောက်ဆုံးမှာတော့ကင်မုံမင်ကိုထည့်လိုက်မှာဖြစ်ပါတယ်။နည်းနည်းလေးမှွေပေးလိုက်လို့ရှင်တော့ Patrick Star ရဲ့မီးသက်ပုံတံမြာရေလေးရလာခဲ့ပြီဖြစ်ပါတယ်။နောက်ဆုံးမှာတော့မြေပဲဆော့သုံးစားပါတဲ့ရေခဲမုံလေးဖြစ်ပါတယ်။နောက်တော့ရေခဲကြီးလေးတစ်ခွက်ကိုအရင်ယူလာပြီးတော့မှငပြောသီးသုံးလုံးချယ်ရီသီးသုံးလုံးနဲ့အလှဆင်ပေးပါတယ်။ချိုးချင်တွေကိုသုံးပြီးတော့အပြုံးမျက်နှာလေးဖြစ်သွားအောင်ပြုလုပ်ပေးပါတယ်။ချောကလက်ရည်လေးနည်းနည်းဆန်းပေးလိုက်တာနဲ့ပဲစင်တူရေခဲမုံလေးရရှိလာခဲ့ပြီဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့အခုချိန်မှာတော့စတင်ပြီးတော့မြည်ဆန်းကြည့်ပါတော့မယ်။အရင်ဆုံးမေးရှိတ်စပြီးတော့အစင်ခွဲပေးပါတော့မယ်။ကရုံးကိုကြီးတလို့တောက်လိုက်တာနဲ့ပြန်ပြီးတော့အန်ချလိုက်ပါတယ်။အဲ့တော့အနေဆုံးဖြစ်တဲ့ F ကိုရောက်သွားပါပြီ။ဟုတ်ကဲ့ကနန်းဘာဂါနဲ့ရေခူဘာဂါကျတော့သူတို့မြည်တဲ့အချိန်မှာကနန်းဘာဂါရဲ့အရသာကိုတော့သဘောကျကြပါတယ်အဆင့် A ပေးလိုက်ပါတယ်ခင်ဗျရေကူဘာဂါကကျတော့အညီနဲ့ရှိတာကြောင့်ပဲအဆင့် C ကိုရောက်သွားရပါတယ်သူတို့တွေအခွန်မှာဟော့တော့ကိုမြည်တဲ့အချိန်မှာတွားကြိုးတော့မလို့ခံစားလိုက်ရပါတယ်သူတို့တွေအခွန်မှာဟော့တော့ကိုမြည်တဲ့အချိန်မှာတွားကြိုးတော့မလို့ခံစားလိုက်ရပါတယ်အရသာကလည်းအရန်ကိုငန်တာကြောင့်ပဲအဆင့် F ကိုရောက်သွားပါတယ်ဟုတ်ကဲ့ပီဇာကိုစားတဲ့အချိန်မှာတော့သူတို့နှစ်ယောက်ကအမြင်မတူပါဘူးကောင်လေးကအရန်သဘောကျပေမဲ့ကရုံးကိုကြီးကတော့ကနန်းသားပါလို့ဝါရတာကနည်းနည်းအဆင်မပြေဘူးလို့ပြောပါတယ်သူတို့နှစ်ယောက်ဆွေးနွေးပြီးတော့ပီဇာကအဆင့် A ရသွားပါပြီဟုတ်ကဲ့မီးသက်ပုံတံမြာရီကတော့အရသာတော်တော်လေးကိုမှဆိုးပါတယ်နှစ်ယောက်သားပေါင်းပြီးတော့အဆင့် E ကိုပေးလိုက်ပါတယ်နောက်ဆုံးရေခဲမုံလေးမြည်လိုက်တဲ့အခါမှာတော့ကရုံးအကိုကြီးကအရန်ကမှသဘောကျပြီးသူဟာအရာရာပြည့်စုံနေလို့အမြင့်ဆုံးအဆင့်ဖြစ်တဲ့အဆင့် S ကိုရခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့အဲ့တော့ပရိသတ်တို့ရောဘယ်ရတာကိုမြည်ဆန်းကြည့်ခြင်းလဲခင်ဗျကွန်မန့်လေးမှာရေးသားပေးလို့ရပါတယ်